ဝမ်ကိုသာကျော်တော်ဝင်းရောက်လာခဲ့ရင်ဘယ်ဝေတန်းမှာထိုးသက်သွားနိုင်ခြေရှိမလဲပြည်သူများလုံးဝဲမင်္ဂလာများရွှေဦးဖိုက်ကနေပြန်လဲကြိုးလိုက်ပါရင်ဒီချိန်မှာမြန်မာရွာလဝေးပရိသတ်တွေဝမ်ချန်ပီယံရှစ်မှာအမျှော်လင့်ဆုံးဖိုက်တာတယောက်ရှိပါတယ်သူကတော့မန္တလာသားကျော်တော်ဝင်းပါပဲကျော်တော်ဝင်းဟာထွန်းထွန်းမင်းတူတူသွေးသွင်းဝင်လိုက်လို့နောက်ပိုင်းမြန်မာပြည်ရဲ့ပထမတန်းလက်ဝဲကျော်တွေထဲမှာထူးထူးခြားခြားနေစနစ်ပိုင်းကောင်းမွန်သူဖြစ်တယ်လို့အတွေ့အကြုံကျွဲဝါသူလေးဖြစ်ပါတယ်တွဲမရှောင်ပြောခဲ့မှုတာကိုတတိယမိပါသေးတယ်မြန်မာရွာလက်ဝဲသမားတွေအနေနဲ့ပြည်တွင်းမှာအတွေ့အကြုံလေးယူပြီးမှပြပပွဲတွေထိုးသက်တဲ့နေဆိုတာပါအခုကျော်တော်ဝင်းကတွဲမရှောင်မှတ်ချက်ပေးခဲ့တာနဲ့ကိုင်းညီတဲ့ဖိုက်တာမျိုးလို့ဆိုရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျော်တော်ဝင်းဟာပြည်တွင်းမှာပွဲပေါင်း100ဝန်းကျင်ထိုးသက်ထားခဲ့သူဖြစ်ပြီးထွန်းထွန်းမင်းသွေးတင်ဝင်လိုက်တပင်းညိုအောင်ခိုင်တို့လိုထိပ်တန်းဖိုက်တာတွေအပြင်ဖာဆိုလာစီဗီဆာပွန်စီလိုပြပဖိုက်တာတွေလည်းထိုးသက်ခဲ့မှုတဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်။ပြောရမယ်ဆိုရင်ကျော်တော်ဝင်းဟာပြပကိုထွက်ထိုးတင်နေတဲ့ဖိုက်တာတယောက်ဖြစ်နေပါပြီ။ဒါအပြင်ကျော်တော်ဝင်းဟာပရိုကစားမဘွားမှာထွန်းထွန်းမင်းတယောက်တည်းကိုပဲရှုံးနေထားခဲ့မှုတာကြောင့် record လည်းအတော်လေးကောင်းတဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်။ဒါကြောင့်လည်းပြည်သက်တွေကကျော်တော်ဝင်းကိုဝမ်ချန်ပီယံရှစ်စီမှာမြင်တွေ့ချင်နေကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ကတော့ကိုဖြိုးဝေကနေသူ့ရဲ့ Facebook အကောင့်မှာလာမယ့်ပွဲမှာအထက်မြန်မာပြည်ရိုးရာလက်ဝဲကျော်ရဲ့ပွဲဥထွက်တဲ့အတူပွဲထွက်ပြီးအားပေးကြပါအောင်ဆိုပြီးတော့တင်လာခဲ့ပါတယ်။အထက်မြန်မာပြည်လက်ဝဲကျော်တွေအများကြီးရှိတဲ့အချိန်မှာအားလုံးကမန္တလာသားကျော်စွာဝင်ဖြစ်မယ်ဆိုပြီးတော့ပရိသတ်တွေကသုံးသပ်နေကြပါတယ်။ဒီလိုသုံးသပ်တာကလည်းအကြောင်းရင်းရှိပါတယ်။ဘာကြောင့်လဲဆိုတော့မကြာခင်ရက်ပိုင်းတုန်းကကျော်စွာဝင်တယောက်ထိုင်းနိုင်ငံရဲ့လက်ဝဲကျင်းရုံတစ်ခုမှာနာမည်ကျော် Fair Test ဘောင်းမီကိုဝေပြီးလေ့ကျင့်နေတဲ့ဓာတ်ပုံဗီဒီယိုဖိုင်တွေတက်လာခဲ့ပါတယ်။ဒါကြောင့်ကျော်စွာဝင်တယောက် Fair Test ကျင်းကိုပဲရောက်ရှိသွားပြီလား။ဝမ်ချန်ပီယံရှင်းနဲ့ပဲလက်တွဲလိုက်ပြီလားဆိုပြီးတော့ဒိုလောမေးခွန်းတွေကလည်းထွက်ပေါ်လာခဲ့ပါတယ်။သိမကြပါဘူးကိုပြိုးဝေရဲ့ post နဲ့ဆက်ဆက်ပြီးတွေ့ကြည့်လိုက်တဲ့အခါဒီတစ်ခေါက်မှာဝမ်မှာပွဲထွက်လာမယ့်အထက်မြန်မာပြည်ကလက်ဝဲကျော်ဟာမန္တလာကြားကျော်စွာဝင်မဲ့ဖြစ်ရမယ်ဆိုပြီးတော့ပရိသတ်တွေကထင်မြင်ယူဆနေကြတာဖြစ်ပါတယ်။ကျော်တော်ဝင်းကိုယ်တိုင်ကလည်းဝမ်ချန်ပီယံရှစ်ကိုရောက်ရှိဖို့အနည်းဆက်ဆုံးအခြေအနေတွေရှိခဲ့ပူပါတယ်။2014ခုနှစ်ဝင်းကျင်တုန်းကဝမ်ကကျော်တော်ဝင်းကိုကမ်းလှမ်းခဲ့ပူပေမဲ့တမတ်ဝိတ်ကိုအခြေအမီချဖို့မဖြစ်နိုင်တာကြောင့်လက်လွတ်ခဲ့ရတယ်လို့နောက်ထပ်ကမ်းလှမ်းချိန်မှာလည်းနောက်တစ်ပွဲနဲ့ပွဲရက်ကက်နေတာကြောင့်လက်လွတ်ခဲ့ရတာဖြစ်ပါတယ်။ဒါအပြင်ကျော်တော်ဝင်းကိုယ်တိုင်ကလည်းဝမ်မှာကစားမယ်ဆိုရင်အဲ့ဒီအတွက်အရင်ဆုံးတည်တည်ချာချာလေးပြင်ဆင်သွားအောင်မှာဖြစ်တယ်လို့ပြောဆိုခဲ့ပူပါတယ်။အခုရပိုင်းကျော်တော်ဝင်းနဲ့ပတ်သက်ပြီးမြင်တွေ့ရတဲ့ post တွေကလည်းသူဟာဝမ်ချန်ပီယံရှစ်အတွက်ပြင်ဆင်နေတယ်လို့ယူဆလို့ရပါတယ်။တကယ်လို့ကျော်တော်ဝင်းသာဝမ်ချန်ပီယံရှစ်ကိုရောက်လာခဲ့ရင်ဘယ်ဝေးတန်းမှာဘယ်သူတွေနဲ့များရင်ဆိုင်ရနိုင်ခြေရှိနေမလဲ။ကျော်တော်ဝင်းဟာထွန်းထွန်းမင်းကိုထိုးသက်ခဲ့စဉ်တုန်းက80ကီလိုမကနေထိုးသက်သွားခဲ့တာဖြစ်ပါတယ်။ဒါဝဲဝေးတန်းနဲ့တွက်ကြည့်မယ်ဆိုရင် light weight တန်းနဲ့ feather weight တန်းတစ်ခုတည်းကတစ်ခုခုကိုဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ light weight တန်းကတော့155ပေါင်ကနေ180ပေါင်ကြားဖြစ်တာကြောင့်ကျော်တော်ဝင်းအနေနဲ့ဝေးနှင်းငယ်ချပြီး feather weight 145ပေါင်ကနေ155ပေါင်ကြားထဲမှာထိုးသက်သွားရဖို့များနေပါတယ်။ဒီ weight တန်းဟာလည်းသူနဲ့အကိုက်ညီဆုံး weight တန်းလို့ထင်မြင်ယူဆမိပါတယ်။လက်ရှိ feather weight တန်းမှာတော့မွေထိုင်းချန်ပီယံကတာဝန်ချိုင်ပါသူရဲ့နောက်မှာတော့ super bone pampara jonathan watt တို့ကဆင်လိုက်ရည်တည်နေပါတယ်။နောက်ပြီးဝမ်ရဲ့ feather weight တန်းမွေထိုင်းတန်းမှာတော့ဒီကစားသမားတွေကပဲပက်လက်ထိုးသက်နေရတာဖြစ်ပါတယ်။ဒါကြောင့်ကျော်တော်ဝင်းအနေနဲ့ဝမ်မှာပွဲဥထွက်ပြီးနှစ်ပွဲသုံးပွဲလောက်ထိုးပြီးတာနဲ့ဒီဖိုက်တာတွေနဲ့ရင်ဆိုင်သွားရဖို့ရှိနေပါတယ်။ဒါအပြင်တကယ်လို့ကျော်တော်ဝင်းသာဝမ်ကိုရောက်လာရင်ရင်ဆိုင်ရနိုင်ခြေရှိတဲ့ဖိုက်တာကလည်း2ယောက်ထိရှိနေပါတယ်။ပထမတစ်ယောက်ကတော့မာရက်ဂရီဂျော်ရန်ပါဒီအာမေးနီးယားဖိုက်တာကတော့ဝမ်မှာပွဲဥထွက်တာအတော်လေးကြာခဲ့ပြီးဝမ်ချန်ပီယံရှစ်မှာကဲပေါင်စင်ပွဲတွေကိုတောက်လျှောက်ထိုးတက်နေပေမဲ့ဝေထိုင်းဘက်ကိုကူးပြောင်းတော့မယ်ဆိုပြီးတော့မကြာသေးခင်ကမှသတင်းထွက်လာခဲ့သူဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ကိုရီဂျရုံးပါဒီကနေဒါသားကလည်းပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း15927မှာအမေရိကန်ဖိုက်တာလူလက်စီကိုရှုံးနေခဲ့ပြီးတဲ့နောက်ပွဲဝဲနေသူတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်ဝမ်ချန်ပီယံရှစ်နေတဲ့ကျော်စွာဝင်းရဲ့ပွဲဥထွက်ကိုဒီဖိုက်တာနှစ်ဦးတည်းကတူနဲ့လက်ရည်စစ်သွားပွဲရှိနေတယ်လို့ပဲထင်မြင်ယူဆမိပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့ပါလဲအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းထုတ်လိုက်ရပါတယ်ခင်ဗျာ